အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာကမနေ့ကကစားသွားခဲ့တဲ့မြန်မာ National League အမည်ပြောင်း M-League ရဲ့ပထမဆုံးကွန်ဖွင့်ပွဲ Charity ဒိုင်းအကြောင်းမှာကျွန်တော်ကတော့မြန်မာအမျိုးသားလိပြိုင်ပွဲကိုမကြည့်ရချပါပြီဒီပွဲမှာရှမ်း United နဲ့ရန်ကုန် United တို့ကစားသွားခဲ့ပြီးထုံးစံအတိုင်းပွဲကြည့်သူမရှိသလောက်နဲ့ပါခဲ့ပါတယ်ပထမပိုင်းမိနစ်30ကျော်ထိနှစ်သင်းစလုံးကောင်းမွန်တဲ့ကစားကွက်နဲ့ကောင်းမွန်တဲ့ကစားဟန်ကိုမပြနိုင်ပဲထုံးစံအတိုင်းကစားသမားတွေရဲ့ပါဝါကိုအားပြုကစားသွားတာပဲတွေ့ရပါတယ်ဒီအချက်ကမြန်မာမျိုးသားလိမှာနီးပြတွေရဲ့အရေးချင်းဘလို့ရှိလဲဆိုတာမြင်နိုင်ပါတယ်။ကန်တင်ပြေးထိတ်နဲ့ထိုးချက်ကိုဝင်ဆိုတာမျိုးတွေ့ရပါတယ်။နောက်ထပ်ပြောစရာရှိတာကမြန်မာထိတ်တန်းကလပ်ရှမ်းယူနိုက်တက်ကခွဲထားတဲ့ Junior Essence ဆိုတဲ့ကစားမဟာမောင်မောင်လင်းလို့ထိုင်းလိ1မှာတော့ကစားဖို့သူမဟုတ်ပဲလိ2လိ3လောက်မှာပဲကစားခဲ့ဖို့သူပါ။ဒါကလိအစင်တန်ဘလောက်ကွာရှားတယ်လဲဆိုတာမြင်နိုင်ပါတယ်။ရှမ်းယူနိုက်တက်ကပြပကစားမ9ယောက်ထိထိပ်ပေါ်ထွက်လာတာတွေ့ရပါတယ်။နှစ်သင်းစလုံးကဖောင်းဘောတွေပဲကျူးလွန်နေရတွေ့ရပြီးမသိရင် American Football ပွဲကြည့်နေရတယ်လို့ပါ။မြန်မာနိုင်ငံကအဆင့်မြင့်ဆုံးလိဆိုရင်မဲ့သူများနိုင်ငံကဒုတိယတန်းလိလောက်ကိုကြည့်နေရတဲ့အနေအထားမျိုးပါကမ္ဘောဒီးယားလိဟာမြန်မာလိထက်အဆင့်မြင့်သွားပြီးလာအိုလိဟာမြန်မာလိကိုပခုံးချင်းရှင်းနိုင်ပါပြီဒီနေရာမှာပြောစရာရှိတာကလိကော်မတီတာဝန်ရှိသူတွေပါခက်ရှင်းချင်းပြောရရင်ဘောလုံးကိုနားလည်ရုံနဲ့တော့မလုံလောက်ပါဘူး Football knowledge ဘောလုံးအသိပညာကျေဝမှု management စီမံခန့်ခွဲမှု finance ငွေကြေးပိုင်းဆိုင်ရာ marketing ဈေးကွက်ရှင်းထမှု fairness မျှတမှုနဲ့ long term vision ရေရှည်မြင်နိုင်မှုပါငွေကြေးစီမံခန့်ခွဲမှုဆိုတဲ့နေရာမှာ sponsor channel နဲ့ရုပ်သံလွှင့်ကရရုံနဲ့အရှိကအချက်တွေလည်းပါပါတယ်။ဒါကြောင့်မို့ဒီနှစ်မှာ League Committee တာဝန်ရှိသူတွေပြောင်းလဲခဲ့တဲ့အပြင် League ရဲ့နာမည်နဲ့ logo ကပြောင်းလဲထားတဲ့မြန်မာမျိုးသား League ဟာဘယ်လောက်ထိတိုးတက်ပြောင်းလဲလာမလဲဆိုတာစောင့်ကြည့်သင့်ပါတယ်။ကျွန်တော်နောက်ထပ်ပြောချင်တဲ့အကြောင်းအရာကတော့ပြောစရာမကုန်သေးတဲ့ AR အမျိုးသမီးအသင်းရဲ့အကြောင်းပါပဲ။ AR အမျိုးသမီးအသင်းကအာရှချန်ပီယံလိဝင်ခွင့်ရခဲ့ပေမဲ့နောက်ထပ်တန်နေတာကပြည်တွင်းအမှတ်ပေးချန်ပီယံဆုကိုကာကွယ်ဖို့ပါ။ပြီးခဲ့တဲ့2025-2026ဘောလုံးရာသီမှာအမျိုးသမီးလိရှုံးပွဲမရှိခဲ့ဘဲနဲ့ပထမဆုံးအကြိမ်ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီရာသီမှာ AR အမျိုးသမီးအသင်းဟာချန်ပီယံဆုကိုကာကွယ်ဖို့လိုနေပါတယ်။ဒါပေမဲ့ကာကွယ်ဖို့ကတော့ဒီအနေထားနဲ့မလုံလောက်တာသိကြပါတယ်။ ISP အသင်းကိုရှုံးနေပြီးပထမအကျော်ရာသီဝက်ပြီးဆုံးချိန်မှာအမှတ်ပေးစရာရဲ့ဒုတိယနေရာမှာပဲရှိနေခဲ့တာပါ။ဒုတိယရာသီဝက်မှာတော့ပထမရာသီဝက်ထက်ပိုပြီးအားကောင်းတဲ့ပြင်ဆင်မှုလုပ်နိုင်မှသာချန်ပီယံဆုကိုကာကွယ်နိုင်လိမ့်မယ်လို့မြင်မိပါတယ်။ဘာလို့လဲဆိုတော့ပြည်တွင်းအမှတ်ပေးပြိုင်ပွဲအပါအဝင်အာရှချန်ပီယံလိကစားရမယ်။ပြီးတော့ဒီနှစ်ပြိုင်ပွဲရဲ့အသင်းတွေကမနစ်ကနဲ့မတူတော့ပါဘူးပထမရာသီဝက်မှာတွေကအသင်းတိုင်းကပြင်ဆင်မှုအားကောင်းပါတယ် ISP တို့ခြေစွမ်းကောင်းတဲ့အသင်းရန်ကုန်ရန်နာပေါ်ရှမ်းစတဲ့အသင်းတွေကလည်းနိုင်ငံခြားကစားသမားတွေခေါ်ယူပြီးပြင်ဆင်မှုအားကောင်းတဲ့ပြိုင်ပွဲတွေဝင်ရောက်လာတာမို့လို့ပါဒီရာသီမှာလည်းတပွဲသာချောင်းထားတာဆိုရင်ပဲချန်ပီယံဆုကာကွယ်မယ်ဆိုရင်တော့လူရင်အားထပ်ပြီးဖြည့်တင်းဖို့လိုတာသိကြပါတယ်လက်ရှိချန်ပီယံတွေဖြစ်တယ်လို့ရှေ့စွမ်းလည်းကောင်းတာကြောင့်ပြန်မဲ့အသင်းတိုင်းကဂီးဆိုင်ကစားကြတာမို့ပါဒုတိယအကြောင်းမှာအတက်နိုင်ဆုံးအမှတ်မဆုံးရှုံးဖို့လိုပါတယ်အာရှချန်ပီယံလိရှေ့စစ်ပွဲအောင်ခဲ့တယ်ဆိုရင်လည်းအဲ့ဒီလူစင်းဟာပြည်တွင်းအမှတ်ပေးပြိုင်ပွဲကိုပါလာတာမဟုတ်ပါဘူးအားထားရတဲ့တောင်ပန်ကစားသမားရီတူပေါ်လာလို့ကစားသမားတော်အသင်းကထွက်ခွာသွားတာဖြစ်ပါတယ်ဒါကြောင့်မို့ချန်ပီယံဆုကိုကာကွယ်မယ်ဆိုရင်တော့ကစားသမားအင်အားဖြည့်တင်းဖို့လိုပါတယ်အသင်းမှာဒဏ်ရာရထားတဲ့ကစားသမားတွေလည်းရှိနေတာမို့ဒုတိယအကျော့ဘောလုံးရာသီအတွက် AR မျိုးသမီးအသင်းဘယ်လိုပြင်ဆင်မလဲဆိုတာစိတ်ဝင်စားကြပါပဲအာရှချန်ပီယံလိကစားဖို့ပြည်တွင်းအမှတ်ပေးချန်ပီယံဆုကာကွယ်ဖို့ဆိုရင်မဖြစ်မနေပထမအကျော့ထက်တောင့်တင်းတဲ့ကစားသမားအင်အားဖြည့်တင်းရမှာဖြစ်တဲ့အတွက်ဒုတိယအကျော့ပြိုင်ပွဲမှာ AR အမျိုးသမီးအသင်းဘယ်လိုပြင်ဆင်လာမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ